အာလူချောင်းချော်တွေကြော်စားရတာရိုးလာလို့မိကတော့ဒီနေ့မှာအာလူကိုတူဦးကြော်လို့တုံးလေးတွေကြော်စားကြည့်မှာဖြစ်ပါတယ်။မိရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြပါအောင်ရှင်။အာလူနှလုံးကိုရေဆေးအခွန်တော်ထားလိုက်ပါတယ်။အာလူလုံးကို၄000နေဖြစ်သွားလို့ဘေးနားလေးအနှဲငယ်လေးကိုလှိဖြတ်ပေးလိုက်ပါမယ်။နှိဖြတ်ထားတဲ့ဘေးသားလေးတွေကိုမိကတော့ဟင်းပြန်ချက်စားမှာပဲဖြစ်ပါတယ်။ပြီးတော့ရင်တော့မေးခုလေးတလုံးမျိုးလေးပေါ့နော်အာလူလေးတွေကိုအတုံးလေးတွေဖြစ်သွားအောင်လို့လှိဖြတ်ပေးလိုက်ပါမယ်။နှိဖြတ်ပြီးသားအာလူတုံးလေးတွေကိုရေပြန်ပြီးတော့ဆေးပစ်လိုက်ပါမယ်။ဒါကတော့မိကပေါ့နော်ရေနွေးလေးကိုကြိုပြီးတော့တည်ထားတာပါ။ရေပွက်ပွက်ဆူစားပြုတ်လိုက်ပြီဆိုရင်တော့ဒီအာလူတုံးလေးကိုထည့်ပြီးတော့ပြုတ်ပြလိုက်ပါမယ်။မိကတော့အာလူတွေကိုကြက်အောင်ထီတော့မပြုတ်ပါဘူး10မိနစ်ခန့်ပဲပြုတ်ပြီးထားလိုက်ပါတယ်။စကားနဲ့စစ်ပြီးတော့ဆယ်ပေးလိုက်ပါမယ်။ရေအေးတွေကိုခဏလေးစိမ့်ပေးပါမယ်။အာလူတုံးလေးတွေကိုတူလေးနဲ့မှွေပေးလိုက်ပါမယ်။စကားနဲ့ရေပြန်စစ်မယ်15မိနစ်ခန့်ရေစစ်ထားလိုက်ပါမယ်။မိမိအစီအစဉ်မဲ့ကြွကြွအိတ်လေးထဲမှာရေစစ်ထားတဲ့အာလူတုံးလေးတွေကိုထည့်ပေးလိုက်ပါမယ်။ပြောင်းကော်မုတ်ထမင်းစားစုံ2စွန်းအာလူတုံးလေးတွေပေါ်မှာဖြန့်ပြီးတော့ထည့်ပေးလိုက်ပါမယ်။ဒီကြွကြွအိတ်လေးကိုလေးဖောင်းလာလို့ပေါ့နော်အပေါ်ကနေပြီးတော့ဆူစီပြီးတော့အလုံးတမသွားအောင်လို့ချိတ်ပေးလိုက်ပါမယ်။စီကြက်မကြက်ကိုဝါတူလေးနဲ့ဆန်းကြည့်လိုက်ပါမယ်။စီကြက်သွားပြီဆိုရင်တော့ဒီအာလူတုံးလေးတွေကိုထည့်ပြီးတော့ကြော်ပြီးလိုက်ပါမယ်။မိကတော့ဒီအာလူတုံးကြော်လေးတွေကိုနှစ်ပြန်ကြော်မှာပဲဖြစ်ပါတယ်။ပထမတစ်ချိန်ကြော်တာကတော့မီးအလယ်လက်နဲ့ပဲ10မိနစ်ခန့်ကြော်ထားပေးလိုက်ပါတယ်။ပြီးတော့ရင်တော့စကားနဲ့စစ်ပြီးတော့10မိနစ်15မိနစ်ခန့်အေးခန့်ထားပေးလိုက်ပါမယ်။အေးခန့်ပြီးသွားပြီဆိုရင်တော့ဒုတိယတစ်ချိန်3မိနစ်ခန့်ပေါ့နော်ထပ်ပြီးတော့ကြော်ပေးလိုက်ပါမယ်။ခုလိုမျိုးအာလူတုံးလေးတွေကရွှေညောင်လေးတက်လာပြီဆိုရင်တော့စကားနဲ့စစ်ပြီးတော့ပကံလေးတွေကိုထည့်ပေးလိုက်ပါမယ်။အာလူတုံးလေးတွေပူနေတဲ့အချိန်မှာပဲမာလာအကင်မုံလေးကိုရောနယ်ပေးတာဒီအာလူလေးတွေပေါ်မှာမာလာအကင်မုံလေးတွေကကတ်ပါတယ်မိကတော့ပေါ့နော် A1 family မာလာအကင်မုံလေးအနှဲငယ်လေးထည့်ပြီးတော့စံခါတလူမျိုးလေးပေါ့အနှံ့ခါပေးထားလိုက်ပါတယ်ဒီအာလူတုံးကြော်လေးကရမဲသင်းတူဘူးတုံးကြော်လေးနဲ့တူတယ်ပေါ့နော်ဒီကြော်နီးလေးကကြတော့အာလူရဲ့ပြောင်းခေါ်မုံလေးရဲ့2မျိုးတည်းရှိုံနဲ့အလွယ်တကူကြော်စားလို့ရပါပြီဒီကတော့အာလူကြော်တွေကိုမာလာအကင်မုံနဲ့ရောနဲ့ထတာဆိုတော့စားတောင်မှာပေါ့နော်ထည့်စရာမလိုဘူးရတာလေးကပြည့်စုံတယ်ဒီ A1 family ရဲ့မာလာအကင်မုံရဲ့ပါဝင်ပစ္စည်းလေးတွေကတော့ငရုတ်သီးမုံပေါ့နော်အယောင်တင်မုံဟွာချောင်းမုံဇီယာမုံနှမ်းလော်ရဲ့ပြီးတော့စားရဲ့ရတာမုံလေးရဲ့ပါဝင်တာကြောင့်မလို့ပေါ့နော်အရတာလေးကတော့အကုန်လုံးပြည့်ပြည့်စုံနဲ့စားလို့ကောင်းပါတယ်ဒီကတော့ A1 family ရဲ့မာလာအကင်မုံလေးနဲ့နေထားတာပါအာလူကြော်ဆိုရင်လေမိကဝယ်စားရင်ဆိုင်ထဲမှာဝယ်စားရင်တော့မှမဝအောင်မဝတဲ့ထဲမှာပါတယ်နောက်ကိုလောက်စားဆိုရင်ရှယ်ပဲဒါဆိုရင်တယောက်ဆိုရင်ဒါတော်တော်လေးကိုဝသွားအာလူတုံးကြော်ရဲ့ရတာလေးကအပေါ်ရန်သားကျွတ်လေးနဲ့အတွင်းသားအနှဲငယ်လေးပဲပြော့ပါတယ်မိရဲ့ဘလော့လေးကတော့ဒီမှာပဲဆုံးသက်လိုက်ပါမယ်အားလုံးပဲနောက်ဘလော့မှာပြန်လည်ဆုံနေကြမယ်နော်အားလုံးပဲတတာ